Captain Sparrow ၏ဖွင့်ဟချက်များရွှေရောင်လက်သေးရှည်ကြီးတွေနဲ့နိုင်ငံတော်ငါရဲ့မဲ့ပေါ်ကသွေးဆုပ်နေတဲ့ကုတ်ချစ်ရတွေလက်ချတီယူတာနောက်ဆုံးတန်းကနေငါတို့မြင်နေကြဝင်းမွနေတဲ့လေကုတ်သားလေးတွေတစ်ဆက်တည်းခမည်းစိတ်ထဲကိုရောက်လာမှတပိတ်ပိတ်လက်နေတဲ့ဂဲလိုတင်းခေါင်းပြတ်ဓာတ်ဆက်ကြီးတိုင်းတွေကိုနောက်ခံထားပြီးဘီကနီနဲ့ရက်နေမဲ့ငါစုံမြင်အောင်ကြည့်မိတယ်ပြီးရင်တော့ငါလည်းမားဆိုးလို့စိတ်လေလွင့်နေမယ်စိတ်လေလွင့်လုံးလို့ငါစုံငါတနက်နဲ့ပြစ်မိခြင်းပြစ်မိမယ်စေတန်းဒဏ်ရာတွေကိုရှာနဲ့ရက်ပြီးမှငါတို့ရမက်စိတ်တွေပြန်လဲနိုးကြွလာခဲ့တယ်လူနာစက်ကြောလာကြီးရဲ့အလဲဘိုးအဲ့ဒီအဆိုအမိတ်ကိုပဲငါတို့ထက်ကတလဲလဲစင်ကျင်နေရအမေဘာဘိုးတွေအသေးပြည်တဲ့နာကြီးတစ်ခုကိုဖန်တီးနေတယ်လို့မျိုးတို့အနာကဂလိုင်းကြီးကိုဖန်တီးခဲ့ကြငါရီးသားနှစ်ယောက်တပြိုင်တည်းထားကြည့်တယ်ဒါပေမဲ့ပျော်ရွှင်မှုဟာနှစ်ဆတိုးရမယ်အစားတစ်ခုနဲ့တစ်ခုခြေဖြတ်သွားကြတယ်ငါတို့ဟာကိုနုံတွေကိုစွတ်လိုက်တဲ့အခါတိုင်းပြည်အတွက်အသက်ပေးမဲ့မုံကိုစစ်သူရဲကောင်းတွေလို့နောက်ဆုံးမှာအတိတ်ပဲမဲ့မှုမီးရှူးတစ်စောင်ကြီးတောက်ပလာတဲ့အခါငါတို့နန်းနေတာတွေရက်လိုက်ကြပြီးမှင်တဲ့မိန်မောကြရစမြဲလက်ချအပြီးမှာတစုံတစ်ခုရရှိခဲ့ပါတယ်ပေါမိုးဆိုင်ကအလုပ်သမားလေးအိမ်အပြန်မှာတူးချစ်နေတဲ့ပေါမိုးအစအနတွေရရှိခဲ့တယ်လို့ပေါ့အိမ်ပြန်ရောက်တော့ငါဗီဒီယိုကိုဖွင့်လိုက်တိုင်းပေယိုလုံးနဲ့တွေထဲမှာတင်းဆဲထားတဲ့အရေးတော်ပုံကြီးတစ်ခုကိုအမြင်မြင်တွေ့ရလက်ညှိုးပြန်များပမာအဲ့ဒီနှစ်တွေကိုတီးကုန်းလို့ငါတို့လယ်မှာဆင်မြန်းထားစေမာဂျူရီမီးရောင်အောက်မှာငါတို့မျက်ရည်တွေကစိန်လို့တစ်ဖြက်ဖြက်လက်မြားမရှိတဲ့မြားရည်တွေကိုလွယ်ပြီးအိမ်မရတဲ့ညက်နက်ထဲကိုငါတို့ထွက်ခဲ့ကြတယ်လင်းရောင်ထဲမှာငါတို့တိမ်ငယ်ခဲ့သလောက်အမောင်ထဲမှာငါတို့လက်ခမောင်းခတ်ခဲ့ကြတယ်ငါတို့ကိုကြော်တက်တဲ့ကားတွေကိုပြန်ကြော်တက်ပြီးတော့လက်ကလေးထောင်ပြပြီးမာသာဖာလို့ကျယ်ကြီးអော်ခဲ့ကြတယ်ဖရက်ဒီမင်းရဲ့ရှင်းနေရလို့ငါတို့ကကဘာကြီးရဲ့ချန်ပီယံတွေပါကွာအဲ့ဒီချိန်မှာငါတို့ကိုကယ်တင်ဖို့ကြိုးစားခဲ့ရအောင်စောလူမင်းလို့ငါတို့အော်ဟစ်ပြီးညှင်းဆန်ခဲ့မိမှာပါငါတို့မပျော်ရွှင်ခဲ့သလိုဝမ်းမနေခဲ့တဲ့ကာလတွေပေါ့ကို့ဟာလာဟင်းလင်းဖြစ်မှုထဲမှာတိုးရစ်တွေလို့ပြန်လဲပတ်ကို့ထင်အောင်မှားမှုထဲမှာပဲအကြီးကြီးတွေလို့မွေးခဲ့ပေါ့ဝေယမ်းပြနေတဲ့အလန်နီနီစီကိုဂမူးရှူတို့ပြေးသွားတဲ့နသိုးတွေစတစ်ကာအနက်တွေကတ်ထားတဲ့ကားတွေတည်းကစစ်ပွဲတစ်ပွဲကိုတဲကြီးမဲကြီးတိုက်နေတဲ့ဂျာမန်စစ်သားတွေမြေယာမှုတဲအိတ်ကြီးကိုဖိထိုးရင်မာကျောဖိုးထစ်လာတဲ့ခန္ဓာကိုယ်ကြွက်သားဆိုင်တွေလူတွေကတော့အလဲခိကဆုံးတွေလို့မိစ္ဆာဥဝင်ထဲမှာတယောက်ကိုတယောက်ပြူစားကြအဲ့ဒီနောက်အာယုံနဲ့နီးလာသလိုလိုပုံမမှောင်မိုက်လာမှုများငါတို့ကအေးဆက်တဲ့တနက်ပြောင်းတွေကိုပါဇက်ထဲမှာငုံထားရင်ဘာမှမသိတဲ့ဇုံတရားကိုအကြာကြီးစဉ်းစားနေမိတယ်စေတန်းမီးခလုတ်ကိုဖွင့်လိုက်ပိတ်လိုက်လှုပ်နေတဲ့အဲ့ဒီခန်းထဲမှာငါတို့ကြီးကောင်ဝင်ခဲ့ကြပင်းကူတကောင်အရွယ်ရောက်လာသလိုမျိုးရှည်လျားဆန်းထွက်လာတဲ့ငါတို့ရဲ့လိန်နံနဲ့ခြေလက်အင်္ကာတွေနှလုံးသားပေါ်ကဒဏ်ရာတန်ချက်တွေကတော့တိတ်တိတ်ပုံမရရဲ့အိမ်တကားပေါ်ကအဖိုးကြီးခောက်နေကြတောင်မွေးရာတွေလို့တနေ့ထက်တနေ့များပြားနှက်ဆိုင်လာခဲ့ပေါ့လေတွေအဲ့လေတွေထဲမှာအသက်တက်မီးစာလေးတွေတလွန်းလို့အဲ့လေတွေထဲမှာပဲငါတို့တစီတင်မော်ကြီးဟာမျောနေတဲ့စင်တီကောင်နောက်ကိုထက်ကြက်မကွာလိုက်လို့တခါတရံမှာငယ်ဘဝဂတ်တလစ်အိမ်ရဲ့အိတ်ခမ်းကြွက်လျှောက်ပေါ်ကအင်းကြီးကျဲသီးလေးတစ်လုံးကိုထူးထူးခြားခြားငါတတိယနေမိပြန်ရောအခုချိန်ရောက်တိုင်းသွေးစာလာတဲ့ရမတ်ဓားတွေကိုထုတ်မမြင်နိုင်တဲ့ရန်သူတွေကိုခုတ်ပြီးစိတ်ဖြေနေရတယ်ဘဝကိုအော်နှလုံးနာလာတိုင်းရွှေသမင်လိုက်ခန်းနိုင်ရန်ပကြီးကားကြီးတွေကိုငါတို့ဝင်ပြေးခဲ့တယ်ခန္ဓာဗေဒခွဲရမ်းတဲ့အလောင်းကောင်တွေအချင်းချင်းပြောကြတာစောက်ဖြစ်မရှိတဲ့စေချောင်းသားတွေပါကွာဘေးမသွေးလူကြောကြီးဘယ်ကထွက်လာမှန်းတော့မသိတဲ့ကောင်တွေငါတို့စိတ်တွေကလည်းစတော်ဘယ်ရီသီးတွေလိုညီရဲနေတဲ့စော်တွေရဲ့နှုတ်သီးကောင်းတဲ့အကြောင်းပဲတစ်ချိန်လုံးစဉ်းစားနေမိနောက်ဆုံးနှစ်အပိုင်းကာကြီးမှာတွေ့ရတဲ့ဖမ်မလင်းနဲ့ကတရေသားအသေးတွေဟာနိုင်ငံတော်ရဲ့ထိပ်တန်းလှုပ်ဝက်လှုပ်ကြံမှုကြီးဆိုတာတော့ငါတယောက်တည်းရိပ်စားမိခဲ့ပေါ့မင်းဘွားတစ်ချောင်းလုံးဘယ်များရောက်နေတာလဲစပယ်တို့ရဲ့ဒီမှာလေတစ်ပင်တပင်ပေါ်မှာဟောဒီတစ်ကိုင်းပေါ်မှာအားလုံးစိတ်သက်သာအောင်ချာလီဘရောင်းဖြေတဲ့အတိုင်းငါဖြေခဲ့ပါတယ်
နှစ်တော်ကြာပြီးကမှပင်မသွေးလိုကြောကြီးဟာဘယ်မင်းကြီးတာထွက်တယ်လဲဆိုတာငါသိရှိခဲ့တော့တယ်တရက်တရက်6ခန်းလာတဲ့မြေတစင်းပေါ်မှာငါတို့တစိသင်းမောကြီးကရွက်ကုန်ဖွင့်လို့ငါရဲ့ပြုံမြင့်မှုကိုတစားစီဖဲ့ပြီးဇင်ရောငှက်တယ်စီပြစ်ကျွေးနေမိဘွားစီပြေးဝင်လာတဲ့လှိုင်းတွေပေါ်မှာညင်းငွေချင်းအမြုံတစီစီဒီနေ့မှာတော့ကိုနှစ်ထင်ကိုချိန်ရွယ်ထားတဲ့လက်ညှိုးတွေကိုပြန်ရုပ်သိမ်းနိုင်ပါပြီလို့ရေဒီယိုကကြေညာတယ်ငါတို့ရေမောချင်းရေမောမိလိမ့်မယ်ဒါပေမဲ့ငါတို့မပျော်ရွှင်တော့ဘူးစူပါမင်းလို့ငါတို့ခေါ်ခဲ့တဲ့ဆရာစားလိုက်တဲ့အစာဟာနောက်ဆုံးမှာဘလို့ချေးဖြစ်သွားတယ်ဆိုတာတစင်ချင်းစီအသေးစိတ်ရှင်းပြခဲ့တယ်ငါတို့ယောက်ျားလေးနားနေဆောင်ထဲမှာနွမ်းကြေနေတဲ့ရနာဝင်းထိန်တအုပ်ကတော့အမြဲရှိနေသူမအေးချမ်းမေရဲ့တချင်းတစ်ပိုင်းတစ်စောက်ညင်းနေစဉ်မှာငါလက်ကစကတ်အောက်ထဲကိုမွေးတကောင်လိုရှောဝင်မိနစ်ကိုကက်မင်းလိုမျိုးသူမရဲ့ကားထားတဲ့ပေါင်းနှချောင်းကြားကနေကဘာလောကကြီးကိုငါငေးကြည့်မိပေါ့ကားကက်ဆက်ကိုကြည်ဖွင့်ထားပေမဲ့ငါတို့စိတ်ထဲမှာဟဲနေတဲ့တိတ်ဆိတ်မှုရဲ့အတန်ကိုမဖုံးလွှမ်းနိုင်ခဲ့ပါဘူး။ဘာဖြစ်လို့သူအဲ့လိုလုပ်ရတာလဲ။အဖြစ်အပျက်တွေကိုမခံနိုင်လို့နေမှာပေါ့စပယ်တို့ရဲ့စကတ်အောက်ကမွေးဟာနောက်စကတ်အောက်ကိုရောက်ရှိသွားတဲ့အခါသူ့ရဲ့အစိတ်ထုံနိုင်တဲ့စွမ်းရည်တွေကြာစင်းစပြုတ်နေပါပြီ။နေအောင်ကြီးတွေဝင်းပလာတဲ့တခုသောຫນွေရာသီမှာတော့ငါတို့ပါဇက်တွေထဲကနေရောင်စုံလိပ်ပြာတွေထွက်လာခဲ့တယ်။ဒါပေမဲ့ကဘာစစ်ကြီးပြီးမှမွေးလာခဲ့တယ်လို့မျိုးငါတို့ဟာတကယ်အရာတွေအတွက်နောက်ကျသွားခဲ့ပြီလေအခုလဲသမိုင်းဟာစာနေတဲ့သူ့ခြေတစ်ဖက်ကိုတရုတ်ဆွဲလို့ငါတို့ရှေ့ကနေထောနဲ့အရင်သွားနေပေါ့ရေရင်းပြက်တစ်ခုနဲ့တူတဲ့တယောက်ရဲ့မျက်လုံးအိမ်ဟောက်ဘက်ထဲတယောက်ကချောင်းကြည့်ခဲ့တဲ့မျက်စိတစ်ဖက်လက်နေရက်တွေရှင်ဟာဘွား900လုံးမြေခွေးဖြစ်ခဲ့တဲ့လူသူမရဲ့တပ်ပြင်းတွေကငါ့ကိုယ်ပေါ်အဆက်မပြတ်တိုက်ခတ်လို့မှန်ထဲကိုကြည့်လိုက်တိုင်းမီးလျံတဝင်တောက်လောင်နေတဲ့ငါတို့ဦးကောင်းတွေကိုပဲမြင်နေရပင်လယ်ရောင်ဆောင်ထားတဲ့ကန္နာရကြီးကိုမိတ်မတုံစိုက်ကြည့်နေရင်ကညံအလင်းစိုက်သွားသူပမာတရက်မှဦးလိုက်သေးလိုက်ငါရဲမောမိငါတို့လက်တွေကိုနှစ်လိုက်တာနဲ့ချက်ချင်းသွေးအောင်ပြောင်းသွားတဲ့ရေတွေတခေလုံးပွင့်တဲ့နှင်းစီဝင်မှန်သမျှကိုနှုတ်ပိတ်ဖို့မျက်နှာပုံးစွပ်လူသက်သမားတွေကိုဘသူအမိန်ပေးခဲ့တယ်လေ SROS နိုဝင်ဘာမိုးချင်းကိုညီရင်အဖြစ်အပျက်တွေကိုမတိကျိုးကြုံပြူရင်ဆီလီကွန်ထည့်ထားတဲ့ပမ်မလာအန်ဒါဆင်ရဲ့ရင်သားတွေကိုတောင်းတရင်လူငယ်ဘွားရဲ့ဟင်းလင်းပြင်းရင်ကိုငါတို့ဖျက်တမ်းခဲ့တိမ်ငယ်မှုပြီးရင်ထင်အောင်မားမှုဟာငါတို့မျိုးဆက်ရဲ့ဒုတိယအမှတ်လက္ခဏာစူပါမားကတ်တွေပေါ်လာတဲ့အခါနက်ပုံနဲ့စီသွားသူများပမာငါတို့ဆက်လေကစီးခဲ့တပိုက်ဂျင်းဘွားကြီးတွေကိုကပ်ပလီရက်ပါများပမာငါတို့ဝစ်စင်ခဲ့ကုတ်အချိုရည်တွေကိုအမေရိကန်ကလေးများပမာငါတို့တောက်ခဲ့ဒီလိုနဲ့90နှစ်များကုန်ဆုံးသွားပုံကအီးဆက်တဲ့ဆောင်းညမှာအလင်းအမြန်သေးဆုံးသွားတဲ့ဘလူးတွေလိုအဆုံးမှာတော့သူမြုပ်ခဲ့တဲ့အယိုးကိုသူပြန်ရှာမရတဲ့ခွေးလိုငါတို့ရဲ့ကြီးကွဲပွဲဥဒန်တွေဟာမယံမနာ